ကြလို့ဘဝကိုလက်တွဲပါရဲ့ကွယ်မောင်ဟာမင်းဘဝပဲမမင်းသာမောင်ဘဝမောင်ဘဝပါပဲကွယ်သဘောကြီးရင်အတဲ့တို့နှစ်ယောက်တူတူကွယ်ချစ်ချင်းညီလူကြလို့ဘဝကိုလက်တွဲပါရဲ့ကွယ်မောင်ဟာမင်းဘဝပဲမမင်းသာမောင်ဘဝမောင်ဘဝပါပဲကွယ်ပြောမယ်ကွယ်မောင်ကိုကွယ်ကလေးဆိုင်လုံးလို့ဒါလေးနဲ့နဲ့လျှော့ပါမီးရဲ့တင်းကျက်တာမဟုတ်တော့လေပြောရခက်တဲ့အချစ်ဆုံးရဲ့ဘုံမောင်ရဲ့ဆိုင်မှာမတော့နဲ့ဆိုင်ကလည်းဖက်ရည်စင်မပြေဖြစ်မယ်နောင်မောင်ရဲ့အပြင်းမထွက်နဲ့အိမ်ငါနဲ့သွဲတော့ပါမောင်ရဲ့အလုတ်ပြန်ငိမ့်နောက်မကြပါနဲ့ဟိုလေဒီလည်းမသွားနဲ့ကွယ်မောင်လာရဲ့အတူတူစားလို့မောင်ကြိုက်တတ်တဲ့ဟင်းဆုံးနေကွယ်ဝဲဝဲရစီမံထားတဲ့သမင်းလက်ဆုံးစားလို့သာမောင်ရဲ့တဲ့မြင်နာနာဒီစိတ်လုံးလူရဲ့မောင်ဆိုခြင်းနာမင်းတိဓမ္မကွယ်မြင်နာနာဒီစိတ်လုံးလူရဲ့မောင်ဆိုခြင်းနာမင်းတိဓမ္မကွယ်တပည့်ရတိုင်းတိုင်းနဲ့အကြောင်းကိုမင်းသိအောင်မောင်ပြောပြမယ်တငယ်ချင်းတွေဆုံးကတွေ့လို့စကားသမီးလေးပြောရတယ်ကွယ်ကြံ့ကြံ့နဲ့ပြန်လန်းပြေးလို့စီးပွားစေကွယ်တွေ့ချင်နိုင်တယ်လွတ်လပ်ခြင်းကိုဖွေရှားတွေ့နိုင်တယ်ဘဝရဲ့အမောတွေအပြန်လန်းပြောရရဲ့ရင်ထဲမှာပေါ်လာတော့ရင်လက်ဖက်ရည်လေးမွတ်လိုက်ပါတယ်မင်းလည်းရမမီတာတော့မောင်လက်ခံပါတယ်ဆိုင်ကလက်ဖက်ရည်ရှေ့ဆင်းပဲရှိပါတယ်ချစ်ဆုံးရဲ့မင်းဒီစက်မှာမောင်ကြိုက်တာကအိမ်ကကိုရှေကွယ်မောင်ဘာလဲရှိလဲဟိုဆိုင်မှာထွက်ထွက်ပြီးတော့လက်ပိတ်မတောက်ပါနဲ့မောင်ရင်အစီမပြေမှာစိုးလို့ပါဟောအေးပြီးတော့လေအချိန်မှန်မှန်လေးပြန်ခဲ့နော်မောင်တိုက်တတ်တဲ့ဟင်းတွေလေခွဲဝဲရရချက်ထားပါမယ်လို့ဟိုနှစ်ယောက်သားသမင်းလက်စုံစားအောင်ပေါ့မောင်ရဲ့နော်မောင်မင်းစင်နာတွေမောင်နားတယ်ပါလေဒါပေမဲ့တခါတလေတပိတ်လည်းမထွက်ပြီးခင်ရတာကအကြောင်းရှိပါတယ်တငယ်ချင်းတွေနဲ့တွေ့ဖို့အကြံဉာဏ်တွေပြန်လည်ပေးဖို့ပြီးတော့လေကြီးပွားရေးစီးပွားရေးဆွေးနွေးတိုင်ပင်မှုတွေပါမောင်ပြောလိုက်ရင်ဒီလိုကြီးပဲဒီပါရှိတယ်ဆိုင်ကလက်ဖေးကရှေ့ဆင့်မှာမောင်ကြိုက်တာကဟောဒီကကိုမမပြောပြီးတဲ့ခွရှေပဲခွရှေမြင်လာငါကယူဆိုင်လို့သူရဲ့မောင်ဆိုရင်နာမင်းတိဓမ္မကွယ်မြင်နာငါကယူဆိုင်လို့သူရဲ့မောင်ဆိုရင်နာမင်းတိဓမ္မကွယ်လက်ဖက်ရည်ဆိုင်တိုင်းနဲ့ကြောင့်မင်းသိအောင်မောင်ပြောပြမယ်တငယ်ချင်းတွေဆုံးကတွေ့လို့စကားသမီးလေးပြောရတဲ့ကွယ်အကြံဉာဏ်လေးပြန်လန်းပြီလို့စီဝါစီကွယ်တွေ့ချင်နိုင်တယ်လွတ်လပ်ခြင်းကိုဖွေရှားတွေ့နိုင်တယ်ဘဝရဲ့အမောတွေပြန်လန်းပြောရရဲ့ရင်ထဲမှာပေါ်လာတော့ရင်လက်ဖက်ရည်လေးမွတ်လိုက်ပါတယ်မင်းလည်းရမမီတာတော့မောင်လက်ခံပါတယ်ဆိုင်ကလက်ဖက်ရည်ရှေ့ဆင်ပဲရှိပါတယ်ချစ်ဆုံးရဲ့မင်းဒီစမ်းမှာမောင်ကြိုက်တာကအိမ်ကကိုရှေ့ပွဲ